နေ့စဉ်အလဲရန်ဆက်တွင်10နာရီထိုင်ရခြင်းလက်မောင်းများအမြဲနာကျင်ပင်ပန်းနေခြင်းဘီးပေါ်တက်ဆင်းရအချိန်တိုင်းလက်မောင်းနာခြင်းလက်သေးများအာယုံချို့ယွင်းအက်ကင်ရင်အစစ်တင်းကျပ်တစ်ခါတရံနာကျင်မှုအလွန်တက်လို့အထင်မကင်နိုင်ခြင်းဒီဟာကလက်လုံနာကျင်မှုမဟုတ်ပါဘူးအမှန်တကယ်ထိခိုက်မှုဖြစ်နေပါတယ်နေ့စဉ်ထက်တလဲလဲလှုပ်ရှားမှုအပေါင်းတန်းချီကြောင့်ကျဉ်ကျော်ထိခိုက်မှုဖြစ်ပေါ်ခြင်းအစစ်ရည်ခြောက်တွေ့ခြင်းအာယုံကြောဖိနေခြင်းအချိန်ကြာလာရင်လက်မောင်းလမ်းကြောင်းကူးဆက်ရောဂါဟောက်ပုတ်ထန်းလုံးစင်ဒရိုမဖြစ်ပြီးအထူးသဖြင့်အလုတ်သမားများမှာအလွန်နာမည်ကြီးပါအချိန်မှန်မကူးသနိုင်ရင်တဲ့အနေဖြင့်နှလုံးအင်အားဆုံးရှုံးခြင်းလက်သေးများတွန်းလာခြင်းအလုတ်ကိုဆက်လက်လုပ်နိုင်မှုမရှိခြင်းဒါဟာအဓိပ္ပာယ်တူဝင်ငွေဆုံးရခြင်းအလုတ်ဆုံးရှုံးခြင်းအနာဂတ်ဆုံးရှုံးခြင်းဖြစ်ပါသည်နာကျင်ရအခြေအနေဟာအချိန်ကြာသွားလို့မတက်တာလာဘူးတင့်ကအခုမလုပ်ဆောင်ဘူးဆိုရင်နောက်မှကုသရတာပိုပြီးခက်ခဲစေနိုင်ပါတယ်စောင့်ဆိုင်မထားပါနဲ့အချိန်ကြာသွားရင်တင်းနေစဉ်ဘဝမှာအခက်အခဲများစေနိုင်ပါတယ်မှတ်ချက်ရေးပါသို့မဟုတ်ဂျင်းကိုတိုက်ရိုက်မက်ဆေ့ပို့ပြီးအခမဲ့အကြံဉာဏ်ရယူလိုက်ပါ